ကေဆိုတော့ကွန်မန်နဲ့ဘာသာစကားတင်မှာကျိုးဆိုပါရှင်ဒီနေ့စီမတင်တင်ငါကတော့လာတူလေးပေါ့နော်လာတူလေးဖြစ်ပါတယ်ကဲစပြီးလုပ်ကြည့်ရအောင် file open ဒီဗလာတို့တော့ဘယ်နေရာမှာသုံးလဲဆိုတော့အဖို့ပိတ်တွေပေါ့နော်အရောင်တွေ color တွေ brush မျိုးကျန်းသွားတဲ့ခါမှာနည်းနည်းဝါးတဲ့ခါမှာသုံးပါတယ်ညနာမှာအဖို့ပိတ်ပေါ်နေလို့လေညနာချောမအောင်ပေါ့နော် color ထည့်တဲ့ခါမှာလည်းသုံးပါတယ်မျိုးစုံတော့ဒီတိုင်းပဲဗလာဖြစ်အောင်ပဲပြပေးမှာဖြစ်ပါတယ်ဒီဆိုပုံလေးကိုခေါ်ဗလာလုံးရဲ့ပုံလေးကိုခေါ်ပကောင်လေး copy ကူမျိုးလေးမေး pressure ဒီအောင်ကိုလုံးချင်းနဲ့ကိုသုံးချင်းနဲ့ဗလာတို့ရဲ့အရွယ်စားကိုချိန် software ဆို software ယူပါတော့ပြီးလို့ရှိရင်ပုံလေးတွေလို့ဆွဲနိုင်ရပါပြီအခုမြင်ရတဲ့အတိုင်းပုံဝါးတွေထွက်လာတာကိုတွေ့မှာဖြစ်ပါတယ်ပြီးလို့ရှိရင်အောက်က background လေးပြန်ဖွင့်လိုက်ပါဒီဟာတွေတုံးလို့ရှိရင်ဗလာတို့မှာပုံပြီးတော့တောက်တယ်ပေါ့နော် screen တုံးလို့ရှိရင်ပိုတောက်လေးမြင်ရတယ် color ပဲတုံးလို့ရှိရင်နောက်တစ်မျိုးမြင်ရတယ်ဆိုပုံစံလေးတွေပြန်သုံးကြည့်ပါဗလာတို့တုံးပြီးလို့ရှိရင် suggest တင်ပါရှင်